တမတ်နဲ့မရငယ်ကရောက်ခမကိုတွေးလိုက်တော့ရောက်ခမရှိမှာသူမဆုံးသွားလို့အရန်ဝမ်းနဲ့တလို့ပြန်ဟန်ဆောင်ပြလိုက်၍ရောက်ခမလေးသူတို့နှစ်ယောက်ကိုမတင်ကာမှုမရှိပဲတမိကြောင့်စိတ်မကောင်းဖြစ်နေတာပဲထင်၍တမတ်ကိုသူမကိုမြန်မြန်ရှာတွေ့အောင်ရှာဖို့တောင်းပန်လိုက်၍အမေကအရန်စိတ်မကောင်းစွာနဲ့သူမကိုဖုန်းဆက်ကြည့်နေတဲ့ချိန်သူမကအထဲထဲကရေကိုအပြင်ထုတ်ပစ်လိုက်ပြီးဗိုက်စာ၍မုံစားပြီးရေတောက်ပြီးတာနဲ့ဖုန်းဝင်လာတဲ့အတန်ကြားရ၍ကြည့်လိုက်တော့အမေဖြစ်နေ၍သူမကဒီကနေလွတ်မြောက်ပြီးဆိုပြီးအရန်ပျော်ရွှင်စွာနဲ့ဖုန်းကင်လိုက်တာနဲ့ဖုန်းကပြန်ပြုတ်ကျသွားတယ်အမေကတော့တမိကိုအဆက်မပြတ်ထက်ဆက်နေတယ်သူမလေးဖုန်းကျသွား၍ပြန်ကောက်လိုက်တာနဲ့ဖုန်းကရေဝင်သွား၍ဆက်ပိတ်သွားပါတယ်အဲကြောင့်သူမလေးအားကိုးရမေးပြန်ဖြစ်သွား၍အရန်စိတ်ပြတ်သွားပါတယ်သူမရဲ့အဖေနဲ့အမေကတော့သူမကိုဖုန်းဆက်နိုင်၍မတင်ကဖြစ်၍တမတ်နဲ့မရငယ်ကိုခေါ်ပြီးသူမကိုခဏကဖုန်းဆက်လို့ရတယ်ဆိုပြီးပြောပြ၍သူမဘယ်လိုဖြစ်တာလဲဆိုပြီးထပ်မေတော့တမတ်ကရောက်ခမတို့ကိုယ်တိုင်သူမကိုသွားမရှာသေးတာသိ၍သူတို့နှစ်ယောက်ကသူမကရေထဲပြုတ်ကျတဲ့ချိန်ဖုန်းကတင်ပေါ်ထဲမှာကြံရစ်ခဲ့တာပါဆိုပြီးပြန်လိန်လိုက်ကြတယ်အဲကြောင့်သူမရဲ့အဖေအမေလေးပြန်ယုံကြည်သွားလိုက်ပါတယ်သူမကတော့တယောက်တည်းတက်တာတဲ့တွေဘာလို့ပါကန်ရမှန်းမသိတော့ဘူးဖြစ်နေတဲ့ချိန်တင်ပေါ်လာတဲ့အတန်ကြား၍သူ့ကိုလာကဲထုတ်ပေးဖို့အော်နေတယ်ဒါပေမဲ့အဲ့တင်ပေါ်ကတော့အရန်ဝေးရောက်သွား၍မကြားနိုင်တော့ဘူးအဲကြောင့်သူမကဒီကနေလွတ်မြောက်ဖို့သူ့အားသူကိုပြီးခေါင်းမှုပေါ်မှာအပေါက်ဖောက်နေတယ်ပြီးတော့အပေါက်ဖောက်ပြီးခါနီးမှာဆက်ရက်အားပြန်ကုန်သွား၍သူမကတခြားကိရိယာကိုပြန်ရှာနေတဲ့အဲ့ချိန်မှာဘာမှရှာမတွေ့၍စိတ်ပြက်အငယ်နေတဲ့ချိန်ဒါကိုပြန်ထိမိသွား၍အဲ့ဒါကိုယူပြီးခေါင်းမှုပေါ်မှာအပေါက်ရအောင်လက်တွေတွေးထွက်သည့်အထိဆက်ဖတ်နေတယ်ပြီးတော့အဲ့ဟာလေးပြီးခါနီးမှာဒါကပြန်ကျိုးသွား၍သူမကတော့ပိုးပြီးစိတ်ပြက်သွား၍အပြက်ပုံပြက်နဲ့ဖြစ်သွား၍အိပ်ပျော်သွားတယ်ပြီးတော့ပြန်နိုးလာတယ်မရွာလာလို့သူမလေးရင်ငက်နေတာနဲ့အတော်ပဲအဲကြောင့်ခွက်တွေယူပြီးရေအများကြီးခံထားလိုက်၍ဘိုက်လေးအရန်စားတာကြောင့်အိတ်ထဲမှာပါတဲ့ဟာကိုအမြန်ပြန်ဖောက်စားရလိုက်တယ်ပြီးတော့တမတ်နဲ့မရငယ်ကတော့ကုမ္ပဏီလူယူလိုက်ချင်လို့ရောက်ကတိကိုကုမ္ပဏီအခြေအနေကမကောင်းဘူးဆိုပြီးလာပြောပြနေရောက်ကတိလေးလောလောဆယ်သူနေမကောင်းဖြစ်နေ၍တမတ်ကိုကုမ္ပဏီအရင်ပြန်အပ်လိုက်တယ်အဲကြောင့်တမတ်လေးသူမျောလင့်ထားတယ်လို့ဖြစ်လာ၍ခိုးပြောနေတယ်